အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတွေဒီကနေ့တင်ဆက်ပေးမှာတော့ပညာပေးဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကိုကြည့်ပြီးတော့မှကိုယ်မှာရှိတဲ့သမီးပြိုမောင်နှမသားချင်းအမတွေညီမတွေကိုတယောက်တည်းလွတ်မထားဖို့တန်ဝေကရလိမ့်မယ်လို့ထင်ပါတယ် channel လေးကို subscribe နဲ့ notification လေးမနှိပ်ရသေးရင်တော့နှိပ်ပေးထားခဲ့ကြပါဦးဗျာအခုတင်ဆက်ပေးမယ့် recap လေးကိုနားထောင်ပြီးတော့တငယ်ချင်းတွေတစုံတစ်ခုအကျိုးကျေးဇူးရသွားပြီဆိုရင်ပဲကျွန်တော်တင်ဆက်ပေးရကြနှပ်ပါပြီကျွန်တော်ကတော့အမြဲတင်ဆက်ပေးနေသူကိုသူတွေနေဆိုပါကျွန်တော်တို့ဇလန်လေးကိုစပြီးတော့မှပြောလိုက်ကြအောင်ဗျဇလန်လေးရဲ့နာမည်ကတော့စီရာအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့သူတွေနေဆိုပဲဖြစ်ပါတယ်တခါတော့အသက်18နှစ်အရွယ်ကောင်မလေးတစ်ယောက်ရှိတယ်ဗျအဲ့ကောင်မလေးရဲ့နာမည်ကစီရာလို့ခေါ်တယ်စီရာမှာသူရန်ကိုချေရတဲ့မောင်လေးတစ်ယောက်လည်းရှိတယ်ပြီးတော့သူတို့မိသားစုလေးကတော်တော်လေးကိုဆင်းရဲကြတာပါစီရာလေးကအမြဲတမ်းအလုပ်တစ်ခုခုကိုလုပ်နေတတ်ပါတယ်အိမ်မှုကိစ္စအလုပ်တွေအပြင်ကိုသူ့မောင်လေးကိုလည်းကြောင်းနေပါတယ်သွားပြီးတော့မှပို့ရတယ်ဒီလိုနဲ့တရက်မှာတော့သူ့မောင်လေးကိုကြောင်းပို့ပြီးအပြန်လမ်းမှာစပိန်ကပြတ်ပါလီရောအဲ့ဒါနဲ့သူလည်းအောက်ကိုဆင်းပြီးတော့မှစပိန်ချင်းကိုတင်နေတော့မှဘဲသုံးပွေဟာဆိုင်ငယ်တစ်စီးနဲ့သူ့ကိုတွေ့သွားတယ်ဗျအဲ့ဒီသုံးကောင်ရဲ့မိဘတွေကဒီမျိုးမှာဆိုရင်မျိုးမျက်နှာဖုံးနေပါဒါကြောင့်မို့လို့ဒီကောင်တွေကလည်းစိုးကျင်တိုင်းဆိုပေးကျင်တိုင်းပေးနေကြတာပေါ့အခုလဲစီရာကိုတွေ့လိုက်တော့သားကောင်တွေ့တဲ့အမဲမုတ်ဆိုးတွေလိုပဲနောက်ကနေထက်ချက်မကွာလိုက်လာကြတယ်ဒီတကောက်တော့ကန်ကောင်းထောက်မှစွာနေစီရာကဒီကောင်ရဲ့လက်ကနေလွတ်သွားခဲ့ပါတယ်အသက်18နှစ်အရွယ်ကောင်မလေးတစ်ယောက်အနေနဲ့ဒီမျိုးမှာလုံးဝမနေချင်တော့ဘူးဗျသူအဓိကတွေးပြီးကြောက်တာကတော့မိန်းကလေးတွေကိုတွေ့တာနဲ့ငန်းငန်းတက်လိုချင်နေတဲ့အဲ့ဒီသုံးကောင်ရဲ့လက်ကနေလွတ်ချင်တာပါဒါကြောင့်သူ့စီမှာစုပ်ထားတဲ့ပတ်စံလေးပါလေးရှိလားဆိုပြီးလိုက်ရှာတယ်ပတ်စံကလည်းသူမျိုးကိုသွားဖို့အတွက်ကားလက်မှတ်ဖိုးတော်မှမရှိဘူးဗျဒါနဲ့ပဲနောက်နေ့မနေ့စောစောမှာသူ့ရဲ့ဦးလေးရှေ့နေတယောက်စီကိုသွားတယ်ကျမဒေလီကိုသွားခြင်းနဲ့ကျမကိုကားလက်မှတ်လေးဖြတ်ပေးပါဆိုပြီးအကူကြီးတောင်းနေဒါမဲ့လေရှေ့နေဦးလေးကအဒီကလေးမလေးကအသက်18နှစ်ပဲရှိသေးတာမို့လို့မြို့ကြီးပြကြီးမှာဘာမှလောက်ကင်စားတတ်မှာမဟုတ်ဘူးလေဒါကြောင့်မို့လို့ကားလက်မှတ်ကိုဖြတ်မပေးလိုက်ဘူးစီရာလေးတွေးပြီးကြောက်နေတဲ့သူ့ရဲ့ခံစားချက်တွေကိုမိဘတွေရောတခြားဘသူကမှနားမလည်ပေးကြပါဘူးသူ့ရဲ့ဘဝရှိရေးအတွက်ကိုစီရာလေးထိုင်ပြီးတော့တွေ့တယ်ဒေကြပေါဒီမျိုးမှာသာသူဆက်ပြီးရှိနေမယ်ဆိုရင်ဟိုသုံးကောင်ရဲ့လက်ကနေတနေ့မဟုတ်တနေ့တော့လွတ်မှာမဟုတ်တော့ဘူးလေဒါကြောင့်သူလည်းဖြစ်ရှင်ရာဖြစ်ဆိုပြီးတော့မှကားဂိတ်ကိုထွက်လာခဲ့လိုက်တယ်ပေါ့ကန်ဆိုးကျင်တော့သူကားဂိတ်ကိုသွားတဲ့လမ်းမှာအဲ့ငနဲသားသုံးကောင်နဲ့စုံမလျောရောက်နေတဲ့နေရာကလေလူရန်ပြတ်တဲ့နေရာဆိုတော့ဒီငနဲသားသုံးကောင်ကကားပေါ်ကနေဆင်းပြီးတော့စီရာကိုတရွတ်တိုက်ဆွဲခေါ်သွားကြတယ်ပြီးတော့သူတို့တွေကစီရာကိုကားပေါ်ခေါ်တင်ပြီးတော့မှထွက်သွားကြတော့စီရာပြောင်းနေတာ12နာရီလောက်ကြာသွားပါပြီသူ့ရဲ့အိမ်ကမိဘတွေကလည်းတော်တော်လေးကိုစိတ်ပူနေကြတယ်ဗျဒါကြောင့်သူတို့တွေအားလုံးစုပြီးတော့မှရဲစခန်းမှာတိုင်ချက်သွားဖွင့်နေကောင်မလေးပြောင်းနေတဲ့အမှုကိုလိုက်ပါစုံစမ်းပေးပါပေါ့အဲ့မျိုးကစခန်းမှုဆိုတဲ့ကောင်ကတော့တော်တော်လေးကိုလက်စားတဲ့ကောင်ပါသူကဒီကောင်မလေးပြောင်းနေတဲ့အမှုကိုတမန်ကရှန်ကာပဲမေးတယ်စီရာလေးရဲ့မိဘဆွေမျိုးတွေကလည်းရဲစခန်းကိုထက်ကနေစဉ်ရောက်လာတယ်ဒါပေမဲ့ရဲတွေကတော့အရေးတယူနဲ့စောင့်ရမပေးကြဘူးဒီတော့မိသားစုဝင်တွေကြားထဲမှာနည်းနည်းလေးဆိုရှယ်မီဒီယာတွေဘာတွေသုံးတဲ့ရှင်းနေဦးလေးက post တစ်ခုကောက်တင်လိုက်တယ်ဗျ။ခေါင်းမလေးတယောက်ပြောင်းနေတဲ့အမှုရဲတွေကတိတိကျကျမစုံစမ်းပေးကြဘူးပါညာပေါ့။ဒီလိုနဲ့ပဲဒီသတင်းစာရဲ့တဲတီကိုရောက်လာတယ်။စီရာတို့နေထိုင်တဲ့မြို့မှာလွတ်တော်အမတ်တယောက်ရှိတယ်ဗျ။အဲ့ဒီသတင်းကတေချာပေါင်းသူ့ရဲ့ယာတူးကိုလာပြီးထိခိုက်နေတယ်။ဒါကြောင့်မို့လို့လွတ်တော်အမတ်ကောင်စီဝင်ကစခန်းမှုတို့ရဲဖွဲ့ကိုခေါ်ပြီးတော့ကျင်းမောင်းတာပေါ့။အဲ့လိုမျိုးချိန်မောင်းလိုက်တော့မှပဲစီရာလေးကိုဖမ်းချုပ်ထားတဲ့မျိုးစုံအားတိုက်ပြက်ကြီးကိုရဲတွေကရှာဖွေတွေ့ရှိသွားတယ်။ပြီးတော့တိုက်ပြက်ကြီးထဲမှာမရင်းကောင်တွေကိုလည်းသူတို့တွေတခါတည်းဖမ်းမိသွားကြတယ်။စီရာလေးရဲ့မျက်နှာကတော့လုံးဝကိုစုပ်ပြတ်တက်နေပြီးနှိပ်စက်ညှဉ်းပန်းခံထားရပါတယ်။စကားမှာရှိတဲ့ရဲမင်း2ယောက်ကသူ့ကိုရေတွေရှိုးပေးတယ်။ပြီးတော့နောက်နေ့မနက်မှာတရားရုံးကိုခေါ်သွားကြတယ်။စီရာကသူ့ကြုံတွေ့ခဲ့ရတဲ့ငရဲကန်ဒုက္ခတွေကိုတရားရုံးမှာဖွင့်ချတယ်ပေါ့။အဲ့ဒီတော့ကျမကားကြီးကိုသွားတဲ့အချိန်မှာမရင်းကောင်တွေကကျမကိုကားနဲ့တင်ခေါ်သွားကြပါတယ်။ပြီးတော့တိုက်ပြက်ကြီးစီကိုခေါ်သွားပြီးတာမယာပြုချင်းကြတယ်။ကျမကိုထမင်းဝအောင်လည်းမကြွေဘူး။ဘယ်ကမှမသိတဲ့ကောင်တွေအများကြီးကလည်းကျမကိုတာမယာပြုချင်းကြတယ်။စီရာရဲ့ရင်နှင်းပွဲရာပြောစကားတွေကတရားရုံးမှာအကြတန်မကြားရအောင်တိတ်ဆိတ်လျက်ရှိပါတယ်။တရားရုံးရဲ့ကြားနာစစ်ဆေးမှုပြီးတဲ့အခါမှာတော့စီရာကသူ့ရဲ့မိဘတွေနဲ့ပြန်ဆုံတွေ့ကြရတယ်။တာမီတွေဖက်ပြီးတော့ငိုကြတယ်။အခုဖြစ်ပွားခဲ့တဲ့မှုကင်းကမျိုးရဲ့မျက်နှာပုံးကောင်တွေလုတ်ခဲ့တဲ့မတိမ်မှုစီရာတို့လိုလက်လုံလက်စားစင်းရဲသားမိသားစုလေးအနေနဲ့ဒီမရင်းကောင်တရေသားတွေကိုဘလို့မျိုးတရားရုံးမှာရင်ဆိုင်မလဲဒီမရင်းကောင်ရဲ့ဖခင်ကလည်းလွတ်တော်အမတ်ကောင်စီဝင်ထီကိုပေါက်ရောက်တဲ့သူတွေ
ဒီတော့သူတို့တွေကတရားမစွဲချင်ကြဘူးဗျကောင်စီဝင်ကလည်းဖုံးဆက်ပါတယ်စီရွာကိုအဲ့ဒီမရင်းကောင်တွေကတကောင်နဲ့ပေးစားလိုက်ပါလားတဲ့စီရွာရဲ့မိဘတွေကလည်းအုံနောက်မရှိကြလေတော့သူတို့ရဲ့သမီးလေးကိုအဲ့ဒီမရင်းကောင်တကောင်နဲ့ပေးစားဖို့စိတ်အားထက်သန်နေတယ်ဒါပေမဲ့စီရွာအနေနဲ့ကလည်းသူခံစားခဲ့ရတဲ့ဒုက္ခတွေကိုသူပဲသိတယ်လေဒီတော့ဒီကောင်တွေကိုဘလို့စိတ်နဲ့သူသွားပြီးယူမှာလေအဲ့ဒီအကြောင်းအရာတွေကိုသူ့ရဲ့အားကိုးရာရှေ့နေဦးလေးကိုသွားပြီးရင်ဖွင့်နေရှေ့နေဦးလေးကလည်းဒီကိစ္စကိုသူကူညီပေးမယ်တဲ့ဒါကြောင့်သူဟာစီရွာကိုခေါ်ပြီးတော့မြို့ပေါ်ကတိုင်းအဆင့်တရားရုံးသွားပြီးတက်တိုင်နေအဲဒီကိစ္စကိုရွာမှာကြံခဲ့တဲ့ကောင်တွေကတိသွားလေတော့စီရွာရဲ့အဖေကြီးကိုဝိုင်းပြီးနှိပ်စက်ကြတယ်ပြီးတော့ရဲတွေရဲ့အကူအညီကိုယူပြီးဒီဘိုးတော်ကြီးကိုဖမ်းဆီးသွားတယ်သူတို့ရဲ့နှိပ်စက်တာလက်လွန်ပြီးတော့ဘိုးတော်ကြီးကတိတ်ဆုံးသွားခဲ့ပါတယ်စီရွာတို့မြို့ကနေပြောင်းတဲ့အချိန်မှာတော့သူ့အဖေကိုတကြိုထားတဲ့မီးပုံကိုသာတွေ့ရပါတော့တယ်သူ့ရဲ့အမှုကလည်းတိုင်းအဆင့်တရားရုံးကလည်းတည်သွားရင်မို့လို့ရှေ့နေကြီးတယောက်ကသူ့ကိုခေါ်ပြီးစစ်မေးတယ်အဲ့ဒီရှေ့နေကြီးကတရားမျှတတဲ့ရှေ့နေကြီးတယောက်ပါပြီးတော့စီရွာရဲ့ဦးလေးရှေ့နေပေါက်စားလေးရဲ့ဆရာလေးဖြစ်တယ်စီရွာလေးအမှုခင်းမပြစ်ခင်တော့ကောင်စီဝင်ရဲ့အိမ်မှာအလုတ်သွားတောင်းမှုတယ်ဗျအဲ့ဒီကောင်စီဝင်ကပထမဦးဆုံးစီရွာကိုမရင်းကျင်းလိုက်တဲ့သူပဲဒီကိစ္စတွေကိုတော့စီရွာကတရားရုံးမှာလုံးဝဖွင့်မချခဲ့ဘူးပြီးတော့သူခံစားခဲ့ရတဲ့မရင်းမှုမှာကောင်စီဝင်ကလိုက်ပြီးကာကွယ်ပေးနေတာကလေသူကိုယ်တိုင်မရင်းကျင်းခဲ့တဲ့ကိစ္စကြီးပေါ်သွားမှာဆိုလို့ဖြစ်ပါတယ်ဒါကြောင့်လွတ်တော်အမတ်ကောင်စီဝင်ကအဲ့ဒီကမရင်းသမားတယောက်နဲ့စီရွာကိုလက်ထပ်စီချင်တာဗျဒီကိစ္စကိုတိုင်းအဆင့်ရှေ့နေကြီးကနည်းနည်းလေးတော့ရိပ်စားမိတယ်လေဒါကြောင့်ရှေ့နေကြီးကအခုဖြစ်နေတဲ့အမှုခင်းဟာတော်တော်လေးကိုအင်အားကြီးတဲ့လူတယောက်နဲ့တိုက်ခိုက်နေရတဲ့အမှုခင်းဖြစ်တယ်လို့ရှေ့နေပေါက်စားအစီရွာရဲ့ဦးလေးကိုပြောလိုက်တယ်ဗျနောက်နေ့မနက်မှာတော့လွတ်တော်အမတ်ကောင်စီဝင်ကရှေ့နေကြီးရဲ့ရုံးခန်းကိုရောက်လာခဲ့ပါတယ်ကောင်စီဝင်ကိုယ်တိုင်လူလုံးထွက်ပြရတဲ့အကြောင်းရင်းကတော့အခုဖြစ်ပေါ်နေတဲ့ကိစ္စကိုရှေ့နေကြီးဝေမပါဖို့အတွက်လာပြီးတော့မှချင်းလျှောက်တာဖြစ်ပါတယ်ပြီးတော့တိတ်မကြခင်မှာစီရွာကိုအမြဲတမ်းကူညီပေးနေတဲ့သူ့ရဲ့ဦးလေးရှင်းနေပေါက်စားလေးရဲ့အိမ်ကလည်းမီးရှို့ခံလိုက်ရတယ်ဗျအဲ့လိုမျိုးတွေလုံးချန်ခံရတော့စီရွာတို့ကလည်းဒီကိစ္စကြီးကိုရေစိုးမြေစိုးရောက်အောင်သွားမယ်လို့တန်လေးတန်ချလိုက်ကြတယ်သူတို့တွေကတိုင်းအဆင့်ရဲတွေရဲ့အကူအညီနဲ့ကောင်စီဝင်ရဲ့အိမ်ကိုဝင်ခဲ့တယ်ကောင်စီဝင်ရဲ့အိမ်ခန်းထဲမှာ DNA တွေလက်ဝေရတွေပညာကိုလိုက်စစ်ဆေးကြတယ်လိုအပ်တဲ့တပ်တေကန်ပစ္စည်းတွေအားလုံးကိုတင်ဆက်ပြီးတော့မြို့ကိုတက်ခဲ့ကြတယ်သူတို့တရားရုံးမှာသွားပြီးအဲ့ဒီတပ်တေကန်ပစ္စည်းတွေကိုတင်သွင်းမယ်လေဒါပေမဲ့သူတို့တွေတရားရုံးကိုရောက်မသွားခဲ့ကြပါဘူးဘာလို့လဲဆိုတော့လမ်းမှာပဲသူတို့ရဲ့ကားလေးကိုကားကြီးတစ်စီးကဝင်တိုက်သွားလို့ဖြစ်ပါတယ်ပြီးတော့ကားပေါ်မှာပါတဲ့သူတွေအကုန်လုံးတိတ်ဆုံးသွားခဲ့တယ်စီရွာကတော့ကိုမာဖြစ်သွားတယ်ပေါ့သူအသက်ရှင်ဖို့ရာဂိုင်နှုန်းကလည်းနည်းနည်းလေးပဲကျန်တော့တယ်ဗျဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါတယ်ဒီဇလန်လေးကအိန္ဒိယဇလန်လေးတစ်ပုဒ်ဖြစ်ပြီးတော့မှကျွန်တော်တို့ကိုတွေးစရာတွေအများကြီးပေးသွားခဲ့တယ်ဗျတငယ်ချင်းတွေလည်းဒီဇလန်လေးကိုကြည့်ပြီးတော့မှတစုံတစ်ခုရသားရလိမ့်မယ်လို့မျှော်လင့်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုသူတွေຫນွေဆိုပါဗျာကျွန်တော်တို့နောက်ထပ်ဇလန်ကောင်းလေးတွေအများကြီးနဲ့ပြန်လည်ဆုံတွေ့ကြတာပေါ့